Dạ hả? Ở thôi. Dạ ơi. Bố muốn chơi gì, cô ấy trên lên cho với bảo. Cho nó rồi, cho nên mình mà chỉ nên ngã con东西不用就叫咱去办的。老天不顾老天呢，没事，那实地天然是去办的。老板呢是干哪就过，那他们是过年嘛，但我是就去要去到我摊上去办的。ဘုံမှုချုပ်ကအခုဘယ်နေရာကိုရောက်ရှိနေတာလဲပြီးတော့ဘာကြောင့်ရောက်ရှိနေတာလဲ ကျွန်တော်ကတော့အာရခတက်တော်ရဲ့ထိန်းချုပ်မှုအောက်မှာရောက်ရှိနေပါတယ်အာရခတက်တော်ကနောက်ပိုင်းစစ်တပ်နာချုပ်ကိုတိုက်ခိုက်စဉ်2024ခုနှစ်ဒီဇင်ဘာလ20ရက်နေ့နေ့လယ်7:00နာရီချိန်ကမှအာရခတက်တော်ရဲ့ဖမ်းဆီးထိန်းသိမ်းခြင်းကိုခံခဲ့ရပါတယ် အခုဆိုလို့ရှိရင်ရခိုင်ပြည်ရဲ့အဓိကမြို့ကြီးစစ်ခွန်းမျိုးထေကမှစစ်လစ်မျိုးနီးပါးကိုအာရခတက်တော်ကတင်ပိုက်ထားပြီးဖြစ်တယ်ပေါ့နော်ကျန်တာကစစ်တွေကြောက်ဖြူမဲအောင်ဒီ၃မျိုးပဲကျန်တော့တယ်ဆိုတော့ဒီမြို့မှာရှိတဲ့ဘုံမှုချုပ်တို့ရဲ့လုံဖို့ကင်ဖက်တန်မှုစစ်တီတွေကိုဘာတွေပြောချင်လဲဘာတွေပြောကြရှိလဲ လုံဖို့ကင်ဖက်တန်မှုစစ်တီတွေကိုတော့ရခိုင်ပြည်ရဲ့ပထဝီဝင်နေထားရစစ်ကူတွေအလွယ်တကူရောက်ရှိဖို့ခက်ခဲတယ်ဆိုတာကိုတိုက်ပွဲစဉ်တွေကနေမှသိရှိပြီးဖြစ်ပါတယ်မင်းတို့တွေအနေနဲ့ကောင်းဆောင်မှုပြည်သားသူတွေရဲ့အောက်မှာအသေးခံပြီးတာဝန်ထမ်းဆောင်ခြင်းမပြုကြဖို့နဲ့အာရခတက်တော်နဲ့မြန်ဆက်သွယ်ပြီးတော့လက်နက်ချလင်းဝင်ကြပါတိုက်ပွဲတွေမှာလည်းပဲအမြန်ဆုံးအလံဖြူထောင်ပြီးတော့လက်နက်ချကြပါအာရခတက်တော်အနေနဲ့လက်လွတ်စပယ်မလုပ်ပါဘူးဥပဒေနဲ့အညီပဲဆက်ဆံပါတယ်အာရခတက်တော်ကဖမ်းဆီးရမိတဲ့သုံးပန်းတွေကိုသုံးပန်းဥပဒေတိုင်းထိန်းသိမ်းထားရှိပါတယ်သူတို့တွေစီမှာရှိတဲ့ရိတ်ခါစေဝါတွေနဲ့အစမ်းကုန်ပြုစုထိန်းသိမ်းစောင့်ရှောက်ပေးပါတယ်ဒါကြောင့်အာရခတက်တော်နဲ့ဆက်သွယ်ပြီးအမြန်ဆုံးလက်နက်ချလင်းဝင်ကြပါအဲ့ဒါဆိုရင်မင်းတို့တွေရဲ့အသက်ချမ်းသာရမှာဖြစ်ပါတယ်ဘာကြောင့်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဘခကြာဆုံးသွားရတာလဲဘာကြောင့်ဘုံမှုချုပ်ကလက်ရအဖမ်းခံခဲ့ရတာလဲဆိုတာကိုအမှန်တိုင်းသုံးသပ်ပေးပါဦး မ
နောက်ပိုင်းစစ်ဌာနချုပ်ကြာဆုံးရတဲ့တွေကစစ်ကူစစ်ကြောင်းတွေချိန်မီရောက်ရှိလာခြင်းမရှိခြင်းနဲ့အတူရောက်ရှိလာတဲ့စစ်ကူစစ်ကြောင်းအချို့ကလည်းပဲအာရခတပ်တော်ရဲ့ဝိုင်းပတ်ချေမှုန်းခြင်းကိုခံခဲ့ရပါတယ်။နောက်ဆုံးကြံရှိတဲ့နောက်ပိုင်းစစ်ဌာနချုပ်ရဲ့ရုံးကိုအာရခတပ်တော်က၄ဘက်၄တန်ဝိုင်းပတ်ထိန်းချုပ်တိုက်ခိုက်ခံရတဲ့အချိန်မှာကျွန်တော်တို့တွေဟာရိတ်ခါစေဝါခဲယမ်းရေပြတ်တော့လုံလောက်မှုမရှိတော့ဘဲနဲ့ခုခံကာကွယ်ခဲ့ရပါတယ်။ယာယီစစ်တီများကလည်းပဲထိခိုက်ဒဏ်ရာရရှိမှုများပြားခဲ့ပါတယ်။တောက်ဆရာရေမရှိတော့တဲ့အထိအစွမ်းကိုမိမိတို့ကခုခံကာကွယ်ခဲ့ရပါတယ်။သို့တော်လည်းပဲအာရခတပ်တော်ရဲ့တိုက်ခိုက်မှုပုံစံတွေနဲ့တိုက်စွမ်းရည်တွေကြောင့်နောက်ပိုင်းစစ်ဌာနချုပ်ကြာဆုံးခဲ့ရပြီးကျွန်တော်တို့တွေဖမ်းခံခဲ့ရခြင်းဖြစ်ပါတယ် ဘုံမှုရှောက်အနေနဲ့နေပြည်တော်နဲ့မိသားစုကိုပါရှင်တဲ့သတင်းစကားရှိပါသလားရှိရင်ပြောပြပါဦး ။ဒီပြောပြောမှာရှိတဲ့ဗိုလ်ချုပ်မှုကြီးအပါဝင်ခေါင်းဆောင်တွေအနေနဲ့တမတော်ကလက်အောက်ငယ်သားတွေရဲ့အသက်တွေဘဝတွေကိုငဲ့ညာသောအားဖြင့်ရခိုင်ပြည်နယ်မှာဆစ်ရှုံးနေတယ်ဆိုတာကိုလက်ခံပေးပါ။ပြည်သူလူထုကိုဘုံကျဲနေတာတွေအကြမ်းဖက်တာတွေရပ်တန့်ပေးပါ။ဆက်လက်လှုပ်ဆောင်မယ်ဆိုရင်အမိသားစုတွေနဲ့ပြည်သူတွေရဲ့အမုန်းတရားတွေနာကျင်မှုတွေကိုပဲမျိုးဆက်လိုက်ရရှိခံစားရလိမ့်မယ်ဆိုတာကိုသိစေချင်ပါတယ်။မိသားစုအနေနဲ့ကျွန်တော်ကအာရခတပ်တော်ရဲ့ထိမ့်သိမ့်မှုအောက်မှာကြမ်းကြမ်းမာမာနဲ့ရှိနေပြီးစိတ်မပူဖို့ပြောကြလိုပါတယ်။ကျွန်တော်ပြောချင်တာလောက်ပါပဲ။